ခလေးတို့ရေဒီနေ့မှာတော့အန်တီဘေဘီကဒန်ရီလာရဲ့ဇက်လန်အပိုင်း2ကိုပြောပြပေးသွားမှာပဲဖြစ်တယ်နော်ခလေးတို့ရေဒန်ရီလာလေးကအခုဆိုရင်နိုင်ငံတော်မှာမြို့ဝန်များဝန်ကြီးများထက်မြင့်တဲ့ယာဒူးဖြစ်တဲ့အရေးကြီးတဲ့လူတစ်ယောက်ဖြစ်လာပြီနော်ဘယင်ကလည်းသူ့ကိုအရင်ယုံကြည်တယ်တဲ့ဒါပေမဲ့တခြားအရာရှိတွေကတော့ဒန်ရီလာလေးကိုမနာလိုဖြစ်လာကြတယ်တဲ့။ဘာကြောင့်ဒန်ရီလာကိုပဲဘယင်ကချစ်တာလဲပေါ့။ဒါကြောင့်တဲ့သူတို့ကဒန်ရီလာကိုဖမ်းနိုင်မဲ့အကြံတစ်ခုစဉ်းစားကြတယ်ကွ။သူတို့ကဘယင်ကြီးစီကိုတွားပြီးပြောတယ်။ဘယင်ကြီး30ရက်လောက်အတွင်းဘယ်သူမဆိုဘယင်ကိုပဲဆုတောင်းရမယ်။တခြားဖျားကိုဆုတောင်းရင်ခြင်သစ်တွင်းထဲကိုပြစ်ထဲပါဆိုပြီးတော့မှဘယင်ကိုပြောလိုက်တယ်။အဲ့ဒီအချိန်မှာပဲတဲ့အဲ့ဒီဘယင်ကအဲ့ဒီဥပဒေကိုလက်မှတ်ရေးထိုးလိုက်တယ်တဲ့။ခလေးတို့ရေဒန်ရီလာကဒီဥပဒေကိုသိတယ်။ဒါပေမဲ့သူဘာလုပ်မလဲ။ကဲတစ်ချက်ဆက်နာထောင်ကြည့်ရအောင်နော်ဒန်ရီလာကတဲ့သူ့အိမ်ကိုပြန်ပြီးတော့မှအရင်လိုပဲတစ်နေ့ကို3ချိန်ပဒင်းပေါက်ကိုဖွင့်ပြီးဖယားသခင်စီဆုတောင်းတယ်သူမကြောက်ဘူးတဲ့အဲ့ဒီအရာကိုအရာရှိတွေကမြင်လိုက်တယ်သူတို့ကချက်ချင်းပဲဘယင်စီကိုပြေးသွားပြီးတော့မှဒန်ရီလာကဥပဒေကိုမလိုက်နာဘူးဆိုပြီးတော့မှပြောတယ်တဲ့ဘယင်ကအရင်ဝမ်းနေသွားတယ်ဒန်ရီလာကိုကဲချင်ပေမဲ့သူ့ကိုယ်တိုင်လက်မှတ်ရေးထိုးထားတဲ့ဥပဒေဖြစ်တာကြောင့်မပြောင်းနိုင်တော့ဘူးပေါ့ကွယ်နောက်ဆုံးမှာတော့ဒန်ရီလာကိုလေခြင်သစ်ကြီးတွေရှိတဲ့တွင်းထဲကိုပြစ်ထည့်လိုက်တယ်ကဲကလေးတို့ရေဘလောက်ကြောက်စရာကောင်းလဲနော်ဘယင်ကပြောလိုက်တယ်တဲ့ဒန်ရီလာတင်ယုံကြည်တဲ့ဖယားသခင်ကတင့်ကိုကဲတင်ပါစေပြီးတော့ကြောက်ကြီးတစ်လုံးနဲ့တွင်းကိုပိတ်လိုက်တယ်တဲ့အဲ့ဒီငါမှဘယင်ကလေမအိမ်နိုင်ဘူးစားလည်းမစားနိုင်ဘူးတဲ့ဒန်ရင်ကိုအရင်စိုးရိမ်နေတယ်တဲ့နောက်မနေ့ပိုင်းရောက်တဲ့အခါမှာဘယင်ကမြန်မြန်ချင်းတစ်တွင်းကိုသွားတယ်တဲ့သူကခေါ်လိုက်တယ်ဒန်ရင်လာရေတင်ယုံကြည်တဲ့ဖယားသခင်ကတင့်ကိုကဲတင်နိုင်သလားဆိုပြီးတော့ပဲအော်ပြီးမေးလိုက်တယ်တဲ့အဲ့ဒီအချိန်မှာအတွင်းကအတန်တစ်ခုထွက်လာတယ်ဘယင်ကြီးရေကျွန်တော်ကောင်းကောင်းရှိပါတယ်တဲ့ကဲဖယားသခင်ကဘလောက်တောင်ကောင်းမြတ်လိုက်တယ်လေကွယ်ခလေးတို့ရေဘာဖြစ်လို့လဲဖယားသခင်ကခြင်သစ်ကြီးတွေကိုပါဇက်ပိတ်စေခဲ့တယ်တဲ့သူတို့ကဒန်ရီလာကိုလုံးဝမထိခိုက်ဘူးတဲ့ကွယ်ဘယင်ကအရင်ဝမ်းသာသွားတာပေါ့ချက်ချင်းဒန်ရီလာကိုထုတ်ယူလိုက်တယ်ဒန်ရီလာကလုံးဝမနာဘူးနောက်ဆုံးမှာတော့ဘယင်ကပြောလိုက်တယ်ဒန်ရီလာရဲ့ဖယားသခင်ဟာတကယ်ပဲအစွမ်းထက်တယ်လို့ပြောလိုက်တယ်တဲ့ကလေးတို့ရေဒီဇက်လန်ကဘာတင်ပေးသလဲဆိုတော့ဘလောက်အန်ဒီရရှိတဲ့အချိန်မှာတာဖယားသခင်ကိုယုံကြည်နေမယ်ဆိုရင်ဖယားသခင်ကကာကွယ်ပေးနိုင်တယ်ဆိုတာပဲနော်ဒီဘေဘီမေးချင်တယ်နော်ကလေးတို့ဆိုရင်ကြောက်စရာတွေကြားမှာတာမှန်ကန်တဲ့အရာကိုရွေးနိုင်မလားကဲကလေးတို့အားလုံးပေါ့ဖယားသခင်တားရကောင်းကြီးပေးပါစေဒန်ရီလာလေးရဲ့အပိုင်း3ကိုစောင့်မျှော်ပေးပါအောင်နော်ကျေးဇူးတင်ပါတယ်